Charlie တိုင်ကြိုက်မကြိုက်တော့မသိဘူးအဲ့ Charlie ကတော့သူ့ဘဝမှာတော့အမှတ်တရနဲ့အဲ့တကူကတော့အမြဲရှိတာဆိုတော့သူကတော့ကိုယ်ကြိုက်ရင်ကြိုက်နေမှာပါနော်ထင်တာပဲလို့ဒီနဲ့ရှင်းရပါတော့မနေ့ကလည်းဖုန်းဆက်တယ်ကျွန်တော်တရားဦး character ကိုကြည့်တယ်ခွာလို့တဲ့အဲ့လိုငါចောင်းတက်တော့အဲ့လိုမျိုးအရွယ်ဆိုရင်တော့ငါလို့နင်းအိမ်မှာစာလိုက်ချက်ပါလို့ညအိမ်ပြီးစာလာချက်ပါလို့ရှော့နိုင်ပါတယ်စက်တဲထည့်လိုက်ရုံပဲလေဒီစက်ပြမုံထည့်ပေါ့စက်ပြမုံထည့်ပေါ့ဒီရှော့60နဲ့အချောက်ခံပေါ့ထွက်လိုက်66လေးဖြစ်တယ်ပြမိဘူးထိုးပေါ့အဲ့အကျိုးပေးရလေချာဒီကချခံလိုက်ချလိုက်တယ်သူကဒီကားမှာတော့ပြန်ချတာလေကျန်တဲ့ကားကျသူချခံရတာနော်ပါပြောတာတကယ်အပြင်ကလူငယ်အတိုင်းလေးပဲနော်ဟုတ်ဒီစင်မောဒါကျွန်တော်တို့အဓိက driver Mandora နဲ့ပေါ့နော်ကျွန်တော်တို့ဒီ Jewelry တွေမှာကျွန်တော်တို့ data လေးပြောဖြစ်တယ်ပြင်ဆင်ဖြစ်တယ်ပြီးတော့ဒီလို senior ကိုကြီးတွေနဲ့မားတွေနဲ့ရတဲ့ခါမှာလည်းပေးယူမြအောင်ပေါ့နော်ကိုဘက်ကတော့တက်နိုင်ဆုံးကြိုးစားထားပါတယ်ဟုတ်ညီမလေးနဲ့ကိုချာလေးဆိုတာဒါပထမဦးဆုံးတွေ့ဆုံခြင်းပါနော်ဒီကားမှာပထမဦးဆုံးတွေ့ဆုံကြရတယ်စတွေ့ခြင်းမှာတော့အနေစိမ့်ပေမဲ့ဒီလိုတရုတ်ဆောင်ရင်နဲ့ကိုချာလေးကလည်းအကိုတယောက်လိုတကယ်ကိုသဘောကောင်းတယ်ပြီးတော့တရုတ်ဆောင်ကလည်းအရင် comfortable ဖြစ်တယ်ပြီးတော့မမနိုရာကလည်းညီမလေးတို့နှစ်ယောက်ကိုပေါ့နော်ဒီမောင်နှမပုံစံလေးဖြစ်အောင်နေပေးပါဆိုပြီးပြောရတယ်ညီမလေးတို့ဒါအကောင်းဆုံးကြိုးစားထားပါတယ်ဟုတ်အမေအဲ့ဒါလေမသိနိုင်ဘူးလေဒါပေမဲ့ဟိုလေဒီဟာကတော့ဝါရင်ဒီအကိုတွေနဲ့ရိုက်ရတာဆိုတဲ့အခါကျတော့အဓိကဘာလဲဆိုတော့ကိုမားမှကြောက်တာနောက်တစ်ခါအဲ့ရတော့ပူတယ်ဒရိုက်တာအမကကြတော့လေ तू မလို तू လိုတာမရမချင်းကိုဒီဒေးရိုက်တဲ့လူရဲ့ဖြစ်တယ်ပြီးတော့ကင်မရာရှူတောင်ပေါင်းဆုံးကလည်းရိုက်တာဆိုတဲ့အခါကျတော့တမီးတို့ကကိုမားလို့မရဘူးပေါ့နော်ကွာအမြဲတမ်းသတိထားနေရတယ်ဒီကားလေးကဟိုပုံမှန်အဖြစ်တရေကားဆိုပေမဲ့သူကဟာတာလေးလဲပါတယ်ပြီးတော့ဟိုဒီဘယ်လိုပြောမလဲဒီ drama ဆိုတာထက်လေဒီမမြင်အပ်တဲ့လူနဲ့ဒီသက်ရှိတဲ့လူတွေနဲ့ဒီသူတို့ chemistry ပုံစံမျိုးလေးတွေလည်းပါတယ်ဆိုတော့လေအခုပြန်ကြည့်တော့ကိုကလေးနဲ့ကိုကြည့်ရတော့ပျော်တယ်ကြိုက်လဲကြိုက်တယ်စိတ်မကောင်းလည်းဖြစ်တယ်နော်ဟုတ်တယ်နောက်ဆုံးခန်းလေးဆိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဝမ်းနေတဲ့စိတ်လေးဝင်တော့နော်အဲ့လိုမျိုးလေးဖြစ်ချာလီကို6ရတဲ့အခန်းကြီးရတာတော့လေဟိုဟာဒီမှာကျတော့အရန်ကြီးတော့လေစူးစူးဝါးဝါ6ပြရတာမဟုတ်ပေါ့နော်ဟိုကိုမြင့်ကလည်းဒီမှာဒီဇလန်းနေပေါ်တော့မယ်အဲ့လိုဆို6ထားတယ်လို့6ထားပါတယ်6ထားပါတယ်ပြန်ပေါ်တော့မယ်ချာလီကိုလည်း6တယ်ကွယ်ချာလီကကို6တိုင်းမကြောက်ဖြစ်နေတာသူကနော်တယောက်ပဲ6မခံရအောင်ဒီတယောက်ကချာလီတိုင်ကြိုက်မကြိုက်တော့မသိဘူးအဲ့ချာလီကတော့သူ့ဘဝမှာတော့အမှတ်တရနဲ့အဲ့တကူကတော့အမြဲရှိတာဆိုတော့သူကတော့ကိုယ်ကြိုက်ရင်ကြိုက်နေမှာပါနော်ထင်တာပဲလို့ဒီနဲ့ရှင်းရပါတော့မနေ့ကလည်းဖုန်းဆက်တယ်ကျွန်တော်တရားဦး character ကိုကြည့်တယ်ခွာလို့တဲ့အဲ့လိုငါចောင်းတက်တော့အဲ့လိုမျိုးအရွယ်ဆိုရင်တော့ငါလို့နင်းအိမ်မှာစာလိုက်ချက်ပါလို့ညအိမ်ပြီးစာလာချက်ပါလို့ဟုတ်လေနော်တက်နုံအားထားတာမို့ချစ်တော်လေရမ်းချစ်တတ်တဲ့ယောက်ျားပေါ့ချစ်တယ်ကြတာအဖြစ်မမြင်ဘူးပေါ့နော်ရှော့နိုင်ပါတယ်စက်တဲထည့်လိုက်ရုံပဲလေဒီစက်ပြမုံထည့်ပေါ့စက်ပြမုံထည့်ပေါ့ဒီရှော့60နဲ့အချောက်ခံပေါ့ထွက်လိုက်66လေးဖြစ်တယ်ပြမိဘူးထိုးပေါ့ဟုတ်ပါတယ်ဒါရမောရဲ့ရုံတင်ကားအနေနဲ့ဟုတ်ကဲ့ဒါ congratulation ပါမမရမောပြီးတော့ပထမဦးဆုံးလဲဒါလိုကြည်ပူတာပါအဲ့တော့အရန်လဲဘေးမှာရမ်းပျော်နေတာမြင်ရဖြစ်ပါတယ်ကြည်နေတဲ့6လေးကိုဒီလိုဖြစ်နေအရန်ပျော်ပါတယ်အဲ့လိုမျိုးမဖြစ်ဘူးဒါမဲ့လေဒီကားကိုစကြည့်တဲ့အချိန်မှာဟုတ်တယ်အဲ့လိုမျိုးဘယ်လိုဖြစ်မလဲပေါ့နော်အဓိကအကိုကြီးတို့တောင်ပြောသေးတယ်မစခင်မှာညီမတို့ခန်းကြရင်စိတ်ဝင်စားဖို့ကောင်းပါမလားလူတွေသဘောကျပါမလားဒါမဲ့လေအခုကြည့်လိုက်တော့ပရိသတ်ရဲ့ feedback ကိုပဲစရအောင်ပါပေါ့နော်ဟုတ်အော်လည်းအတန်ဝင်းသွားရုပ်ရှင်နဲ့ဆိုတော့လည်းကွာတာတော့ကျွန်တော်တို့ကဇလန်တွဲရကြတော့ဒီစင်းတွေလည်းများတယ်လေဒီစင်းနဲ့စင်းကိုကျွန်တော်တို့ကဟိုပြောရမလဲချိတ်ဆက်မိမိပဲရိုက်သွားရုပ်ရှင်ကြတော့ကပ်ပိုင်ကပ်ကိုကျွန်တော်တို့တေချာရိုက်ရအောင်ဆိုတော့ဟိုစကားပြောတာချင်းလှူရှားပုံချင်းတော့မတူရအောင်ရုပ်ရှင်ကတော့ရုပ်ရှင်ပဲဒီစင်းတိုင်းကကျွန်တော်တို့အရန်ရေးကြည့်တယ်ပေါ့ဒီပါတဲ့မိနစ်ဒီ60လောက်ကိုကျွန်တော်တို့အပြည့်ဝင်အောင်လို့အကောင်းဆုံးလုပ်ရအောင်ဇလန်တွဲကကျွန်တော်တို့တစ်ပိုင်းချင်းကိုမိနစ်30 45မိနစ်လောက်ကိုအကြာကြီးကြည့်ရဆိုတော့ဇလန်တွဲမှာကျွန်တော်တို့လှုပ်ချင်တာတွေအများကြီးလုပ်လို့ရတယ်ဒီရုပ်ရှင်မှာကျတော့ဒီဘောင်လေးတွဲမှာကျွန်တော်တို့ဝင်အောင်
ဟိုလောက်ရတဲ့အတွက်ကွာချောင်းမှုရှိပါတယ် ပြီးတော့ဒီကားဆိုရင်ကြည့်လိုက်လို့ရှိရင်ဒါ3စက္ကန့်4စက္ကန့်လောက်ပဲဖြစ်သွားမယ်ဒါပေမဲ့ညီမတို့ခဏခဏထည့်ရခဲ့ရတဲ့စင်းတွေရှိရဲ့တိုင်မင်ပေါ့လူတွေရဲ့တိုင်မင်တွေပစ္စည်းတွေရဲ့တိုင်မင်နေအောင်ကြီးလေးအဲ့လိုမျိုးပေါ့အဲ့လိုမျိုးစူးစမ်းထားပါတယ်ရုပ်ရှင်တွေပါတယ် ဒီကားရိုက်ရတော့အမှန်တမ်းပြောရင်တော့ဒါလင်းရဲ့ပုံမှန်တော့ကားလေးရိုက်ရင်တော့တယောက်နဲ့တယောက်ပါပဲဒါပေမဲ့ဒီကားမှာကအကုန်လုံးကလင်းကြတော့ဒါချာလီတို့နဲ့စုံတဲ့ဆင်ကနည်းနည်းနဲတော့ကိုမြင့်မြတ်တို့ဟိုကိုမြင့်မြတ်ဥခင်လိုက်ကိုပြုံးငွေဆိုပြီးတော့ကိုတမောင်ဆမ်းမင်းဝင်းတို့နဲ့စုံရတဲ့ကတ်တွေကများတော့ဘာကိုဂယူးဆိုင်နေရလဲဆိုတော့သူတို့ပြောတဲ့စကားကိုလေကိုကဒီအခန့်အိုင်တင်လဲလုပ်ရတယ်နောက်တစ်ခုကပြီးမှရင်အဲစကားကိုကိုယ့်လက်ကိုပြောမှာဆိုစကားကိုယ့်ဟာတခုလည်းကြက်ထားလို့မရအားလုံးပြောပြီးဘသူဘာပြောပြီးဆိုတဲ့ဟာကိုပဲကြက်ထားတာပြီးတော့ရိုက်တဲ့ကတ်ကလည်းလူများတော့ဟိုနည်းနည်းလေးကတ်စိတ်တယ်ကတ်စိတ်တော့ကြည့်ရတာလေးကပိုလဲကောင်းတယ်နောက်တစ်ခုကကျတော့ဘာဒီမှာလေးကြည့်လိုက်တဲ့အချိန်မှာဘာလဲဆိုတော့ဘလောက်ပဲချစ်ချင်းမြတ်တာတွေဘလောက်ပြီးအချိန်တိုင်းကိုယ့်နောက်မှာတည်သွားတဲ့အခါဘာမှမပါဘူးဆိုတဲ့ဟာကိုပြတာပေါ့နော်ကိုဘလောက်ပဲချစ်ပြီးတော့ပန်ပိုးခဲ့အန်းခဲ့နောက်ဆုံးမှာဘူးမှကိုနားမှာနောက်ဆုံးအချိန်မှာမရောက်လာဘူးဆိုတဲ့ဟာလေးဆိုတော့အော်လို့အဲ့လိုမျိုးလေးအဲ့ဒါလေးတခုပြီးတော့ခံစားမိတယ်ဟုတ်နောက်ဆုံးတော့ချစ်ချင်းမြတ်တာဆိုတာဒါလူတိုင်းမှာလည်းမဟုတ်ဘူးဒါဒီလိုမျိုးနင်းတို့ဒီဆိုတက်ရှိအခုဆိုရင်မြဲမမြဲတွေကိုနေ့စဉ်အမျှဝေတယ်မြတ်တာပို့ရင်တောင်မှဒီလိုမကျွတ်မလွတ်တဲ့သူတွေကဒါကောင်းရတူတူရောက်ကြတာဆိုတော့ဒါလေးကိုကြည့်ပြီးတော့လဲဒါပို့ပြီးတော့မြင်ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ချစ်ချင်းမြတ်တာကိုယ်ခွာတယ်ကြိုက်တယ်ဆိုပေမဲ့လည်းနောက်ဆုံးသူတို့ကဒါလေးတွေလူတိုင်းပြီးအလှလေးလုပ်ပြီးတဲ့ခါကျတော့နောက်ဆုံးအဲ့လေးကြည့်ရအဲ့စိတ်မကောင်းတော့ဖြစ်သွားတော့အော်အဲ့လိုမျိုးလေးစပွိုင်းမိတော့မယ်နော်စပွိုင်းမိတော့မှာအဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်သွားတယ်သူသွားဘူးလားသူသွားဘူးလေတမတော့မသွားဘူးကြောက်တယ်တရေကိုပြန်ကြောက်နေမှမသိဘူးတရေကတော့ကိုပြန်ကြောက်နေပါလို့မတော်တော့ပင်းတရမှာသွားတော့ဆိုပင်းတရမှာအဲ့လိုမျိုးမြေကျန်းနေဆွဲနေရပြီမှာဥခင်လိုင်းဟိုအရင်တစ်ခေါက်တော့သွားတော့သူလည်းဖြည့်ထားပွဲလေ6တဲဆွဲနေမှာအဲ့မှာရမုံတို့လည်းတူတူရိုက်နေတာရမုံတို့ကကားနကားမတူဘူးပေါ့ကားနကားမတူရိုက်နေဆိုသတင်းတွေကြားရတယ်ကိုယ်လည်းကြုံနေရောရှိရယ်ဒါပေမဲ့အဲ့လိုမျိုးကြောက်စရာကောင်းတဲ့အရာထက်ဒီတိုင်းဘယ်လိုခေါမလဲကိုရီဘက်ကနေပြီးတော့လုံနိုင်တာလုပ်ပေးရမယ်အရာတစ်ခုမြင်ပါတယ်ကျွန်တော်လားအဲ့လိုကြုံလဲတော့ခုပြီးတော့ကျမနဲ့ပကံမှာတော့ကျမသွား6တယ်သူ့ခံအောင်လေနော်ကြုံလဲပိုက်နော်ကြုံလဲပိုက်သွား6တယ်နော်ပကံမှာတော့လေနော်ပကံမှာတော့သွားဟိုပကံတော့ကတော့ကျမတို့ခကြီးထွက်တော့သူ့ကိုသွား6တယ်ညသွားစတာလေသွားစ2019တော့သူနဲ့ကိုနဲ့အမှတ်တရပဲအော်မှတ်တရတယ်အဲ့တုန်းကလည်းမှတ်တရပဲအခုရမောပြောတဲ့ဒီပင်းတရလည်းကျွန်တော်အခုဒီရှေ့လာတော့ရိုက်လာပေါ့နော်တော့ရိုက်လာတော့ဟိုလက်တက်ပေါ့မိုင်းတော့မဖြစ်ပါဘူးဒီနေ့ပြောတော့6တဲအဲ့မှာအခန်းရှိမှလာရက်တာတော့အဲ့လိုမျိုးမကြုံလိုက်ရပထမတညကတော့အိမ်မဆိုးနေမှတ်တယ်နောက်ရက်တွေကတော့ပုံမှန်လေးပဲအိပ်ပျော်သွားတယ်မသိတော့ဘူးเนาะပြီးရှူတင်မှာတော့ကျွန်တော်နည်းနည်းပါးအဲ့လိုဟိုဘယ်လိုပြောမလဲအဲ့ဒါလေးနည်းနည်းပိုဖြစ်တာပေါ့အဲ့ဒါလေးတော့သတိထားမိပါတယ်ဟိုစိုးစိုးဝါးကြီးတော့မဖြစ်ပါဘူးဟုတ်ဒီကားလေးကလေရိုက်ထားတာလေးကလေကာလာချိန်ထားတာလေးတွေရောပြောဟိုလေအခုထိုင်းကားကြီးကြိုင်လေးလို့ထိုင်းကားကြီးနေရတယ်လို့အချစ်စရာလေးဒီဘယ်လိုเนาะအဲ့လိုအချစ်ချင်းမြတ်တာလေးတွေကလေလူသားချင်းမှမဟုတ်ဘူးပေါ့เนาะအဲ့လိုမျိုးလည်းရှိရဲဆိုတဲ့ဟာလေးဆိုတော့ကြည်ရချစ်စရာလေးသူတို့ခန့်ပို့လိုက်ကျမပါးရရိုက်ခါကျမမျက်နှာစုံနဲ့သူပြောတယ်ကိုလာနေရပါဟာမျက်နှာစုံနဲ့လို့ချာလီပြောတယ်ဒီတော့ငါ့ဟဲ့စညိုးနဲ့မပါတာဟုတ်တယ်အကျွေးဆက်ရမယ်နော်မျက်နှာစုံလို့ပြောထားတယ်မျက်နှာလှလေးဖြစ်အောင်ပြန်လုပ်အောင်ဘယ်လိုပြန်လုပ်ဒီလိုပဲပေါ့ဒီလိုပဲပေါ့ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ရမုံတို့ကသူကြောက်ကိုကြောက်ရဲဒါပေါ့နော်pre ပေါ့နော် pre ရမုံတို့အရင်ဆုံးပထမဦးဆုံးကြည့်ပူကြတာလေးပဲဖြစ်ပါတယ်မကြခင်မှာလည်းဒီသူကြောက်ကိုကြောက်ကယုံတင်တော့မှာဖြစ်တဲ့အတွက်လာပြီးတ िश ူကြဖို့ပိတ်သက်တွေကိုဖိတ်ခေါ်ချင်ပါတယ်အားလုံးလည်းတူတူကြိုးစားထားပါတယ်ရည်ရမယ်လို့လည်းအာမခံပါတယ်ရှင်ဟုတ်ကဲ့ဟိုဒီသူကြောက်ကိုကြောက်ကကျွန်တော်ပုံမှန်မြင်နေကြဟိုတရားခိုင်းတော့မတူဘူးပေါ့နော်ဆိုတော့ပရိသတ်တွေအနေနဲ့ဒါကြည့်ရှုပြီးတော့ဒီ9လပိုင်းအတွင်းမှာကျွန်တော်ယုံတင်မယ်လို့သိရပါတယ်ဆိုတော့ပရိသတ်တွေအနေနဲ့လာကြည့်ကြပါကြည့်ပြီးတော့ကျွန်တော်ဝေဖန်အကြံပေးကြဖို့လည်းပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်